simple present ဝဲကြတွေကိုကျွန်တော်တို့ရိုးရိုးမေကွန်ပြောင်းတဲ့နည်းပေါ့နော်ဘယ်လိုပြောင်းလဲဆိုတော့ကျွန်တော်တို့လေ့လာမယ်နောက်တစ်ခါကျွန်တော်တို့အဲ့ဒီ simple present ဝဲကြတွေကိုပဲကျွန်တော်တို့ဒီ WH question နဲ့ပေါင်းပြီးတော့ဘယ်လိုရေးမလဲပေါ့နော် WH question ဆိုတာကတော့ကျွန်တော်တို့တခြားမဟုတ်ပါဘူးအဲ WH ပါဝင်တဲ့ဒီမှာမေကွန်စကားလုံးတွေပေါ့နော် who what where when why how whose ပေါ့နော်စသည်အပြင်ကျွန်တော်တို့အဲ WH question ဆိုတာအဲ့ဒီ WH စကားလုံးတွေပါဝင်တဲ့အတွက်ကြောင့်သူ့ကိုကျွန်တော်တို့အလွယ်တကူအနေနဲ့ WH question ဆိုပြီးတော့ခေါ်ကြရတယ်ပေါ့နော်အဲ့တော့HOW how ဆိုလို့ရှိရင်လည်းကျွန်တော်တို့ H ရဲ့ W အဲ့တော့ WH ဆိုပါတော့လေနော်ဒါရဲ့ WH question တွေပေါ့နော်အဲ့တော့ WH question တွေနဲ့မေးခွန်းတွေကျွန်တော်တို့ဘယ်လိုလုပ်လဲဆိုတာကိုဒီမှာကျွန်တော်ပြထားပါတယ်အဲ့တော့ကျွန်တော်တို့ရိုးကျွန်တော်တို့ဒီ simple present ဝဲကြတွေကိုပဲကျွန်တော်တို့ပထမဆုံးကျွန်တော်တို့လာမေးခွန်းတွေပေါ့နော်ရိုးဝဲကြတွေကျွန်တော်တို့လုပ်မယ်နောက်ပြီးတစ်ခါကျွန်တော်တို့ရိုးဝဲကြနဲ့တင်ကျွန်တော်အားမရသေးဘူးကျွန်တော်တို့မေးခွန်းတွေကိုပို့ကျွန်တော်ကိုလိုအပ်လို့မေးလို့ရအောင်ဆိုပြီးတော့ကျွန်တော်တို့ WH question ပါထည့်ပြီးတော့မေးခွန်းတွေဒီမှာအဲ့တော့ကျွန်တော်တို့ဒီမှာလုပ်ကြည့်ရအောင်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဒီ action verb နော် action verb နဲ့စပြီးတော့ကျွန်တော်တို့လုပ်ကြည့်အောင်အဲ့တော့သူရဲ့ structure တော့ကျွန်တော်ဒီမှာရေးထားပါတယ်ပထမဆုံးပါလာမလဲဆိုလို့ရှိရင် WH question လာမယ်နောက်ပြီးတော့တစ်ခါကျွန်တော် do does လာမယ် subject လာမယ် base form of the verb ပေါ့နော်ကရိယာရဲ့ကျွန်တော်ပါလာမလဲဆို base form ပေါ့နော်အဲ့တော့ကရိယာရဲ့ကျွန်တော်တို့မူလ verb လာမယ်ပေါ့နော်အဲ့တော့ပြီးတော့ကျွန်တော်မင်းခွန်းလာမှာပေါ့နော်ဟုတ်ပါပြီကျွန်တော်ဆက်ပြီးတော့ကြည့်အောင်အဲ့တော့ he was at his school ပေါ့နော်သူကတော့ကျောင်းတစ်ကျောင်းမှာသူကအလုပ်လုပ်တယ်ပေါ့နော်အဲ့ဒီခါကိုကျွန်တော်တို့သူကကျောင်းတစ်ကျောင်းမှာအလုပ်လုပ်ပါသလားဆိုပြီးကျွန်တော်တို့အရှိမလေးဒီလိုမေခွန်းမျိုးလောက်တာကိုကျွန်တော်လေ့လာခဲ့ပါတယ်တော့ပေမဲ့လည်းကျွန်တော်တို့ဒီမှာထပ်ပြီးလေ့လာရဲဆိုတာကြတော့ကျွန်တော် debate question နဲ့ပြောင်းတဲ့အခါမှာကျွန်တော်တို့ဘယ်လိုကွာသွားတယ်ဆိုတာကိုကျွန်တော်သိဖို့အတွက်ကျွန်တော်ဒီမှာရောပြီးတော့ပေါ့နော်ဒီမှာထပ်ပြီးလေ့လာရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဆက်ပြီးကြည့်ရအောင် does he work at his school သူကကျောင်းတစ်ကျောင်းမှာအလုပ်လုပ်လားအဲ့တော့ဒီတစ်ခါကျွန်တော်သူဘယ်မှာအလုပ်လုပ်လဲဆိုတာပါကျွန်တော်တို့မေးမယ်အဲ့တော့အဲ့ဆိုကျွန်တော်ဘယ်မှာဆိုတော့ where ပေါ့ကျွန်တော် where ကိုယူလိုက်တယ် where အဲ့တော့ he ဖြစ်တဲ့ကြောင့်ကျွန်တော် does ပေါ့နော်ဒီ pattern အတိုင်းလာတာနော်ဒါပေမဲ့ကျွန်တော်ဒီ pattern တွေကိုကျွန်တော်တို့ကျက်စရာတော့မလိုဘူးเนาะအဲ့တော့ကျွန်တော်ဒီ pattern ကျက်စရာတော့မလိုဒါပေမဲ့ကျွန်တော်တို့နားလေအောင်ဒီဟာတွေကိုဘယ်လိုဖွဲ့စည်းလဲဆိုတာကျွန်တော်နားလေအောင်ဖွဲ့စည်းလဲဆိုတာနားလေသွားလို့ရှိရင်ကျက်စရာမလိုဘဲနဲ့ကျွန်တော်အလိုလိုဒါမှတ်မိအောင်ဖြစ်ပါတယ်အဲ့တော့ where does he work သူကဘယ်မှာအလုပ်လုပ်လဲပေါ့နော်နောက်ပြီးတခါဒီဝက်ကြောင့်နားလေရင်တော့သူအလားတူမေခွန်းတွေကိုအကုန်လုံးလောက်တက်သွားပြီလို့ယူဆပါတယ်အဲကြောင့်ကျွန်တော် back to b နဲ့ဒီတခါဆက်ပြီးတော့ကြည့်အောင်အဲ့တော့ back to b ဝက်ကြတွေမှာကျွန်တော် debate question ထပ်ပေါင်းထည့်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးလောက်ရမလဲဆိုတော့အရင်ဆုံးကျွန်တော် WH question ကတော့ထုံးစံအတိုင်းပဲအရှေ့ဆုံးမှလာမယ်ဗျာသူက helping verb အရှေ့ကိုသူကရောက်တယ်နော် WH question လာမယ်ပြီးတော့တခါကျွန်တော် back to b MSA ပေါ့နော် back to b ဆိုတော့ MSA လာမယ်ပြီးတခါကျွန်တော် subject လာမယ်နောက်ပြီးကျွန်တော် complement လာမယ်ပေါ့နော် question mark လာမှာပေါ့နော်အဲ့တော့ကျွန်တော်ဆက်ကြည့်အောင် he is happy သူကပျော်နေတယ်ပေါ့နော်သူကပျော်တယ်အဲ့တော့သူကပျော်တယ်ဆိုတော့သူကပျော်ပါလားပေါ့နော်ပျော်သလားပေါ့နော်သူကပျော်လားသူကတော့ပျော်လားကွာအဲ့ဆိုရင် is he happy အဲ့တော့ကျွန်တော်တို့he is ကနေ is he ထုတ်လိုက်ရင်ကျွန်တော်တို့ပြီးသွားပြီနော်တော့ပေမဲ့လည်းကျွန်တော်တို့ WH question နဲ့ तू ကဘာကြောင့်ပျော်လဲဆိုပြီးတော့ကျွန်တော်မေးမယ်ဆိုလို့ရှိရင်တော့ WH question ကိုကျွန်တော်တို့ထည့်ရမယ်အဲ့တော့ဘာကြောင့်လဲဆိုလို့ရှိရင် why ပေါ့နော် why is he happy သူကဘာကြောင့်ပျော်တာလဲပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့ back to do ပေါ့နော်အဲ့တော့ back to do ဝက်ကြတွေကိုကျွန်တော်တို့WH question နဲ့မေးခွန်းလုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့ကြည့်ရအောင်အဲ့တော့ကျွန်တော်တို့ဒီတစ်ခါတော့ကျွန်တော် back to do ပေါ့နော် back to do ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာတော့သူရဲ့structure ရှိတယ်ပေါ့နော်မေးခွန်းလုပ်မယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးလုပ်ရလဲဆိုတော့ structure ရှိပါတယ်အဲ့တော့ဘယ်လိုဝက်ကြကိုပေးထားလဲဆိုတော့ရင်ဖတ်ကြည့်အောင် she does her homework at night ပေါ့နော်အဲ့တော့သူမကတော့အဲ့သူမရဲ့ပေါ့နော်အင်စာတွေကိုညဘက်မှာသူအင်စာလုပ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုတခါကျွန်တော်တို့ရိုးပဲကျွန်တော်တို့ question လုပ်ကြည့်အောင်လာမေခွန်းဆိုပါတော့လေအဲ့တော့ does she do her homework at night ပေါ့နော်သူမရဲ့အင်စာတွေကိုညဘက်မှာလုပ်လားပေါ့နော်အဲ့တော့လားဆိုတဲ့မေခွန်းဖြစ်သွားတယ်ပေါ့
ဒီတစ်ခါကျွန်တော်တို့လာမင်းခွန်းတင်မကဘူးကျွန်တော်တို့ဘယ်အချိန်မှာလုပ်လဲဆိုပြီးတော့ WH question နဲ့ထပ်မင်းအဲ့တော့ when ကျွန်တော်ဒီမှာ when ကိုယူထားတယ်ဗျအဲ့တော့ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီ at night အဲ့လိုမျိုးအချိန်ကိုကျွန်တော်မနက်ပိုင်းတို့ညပိုင်းတို့စသည်အဖြစ်ကျွန်တော်နေ့လယ်ပိုင်းတို့အဲ့လိုမျိုးအချိန်ကိုပြောမယ်ဆိုရင်ကျွန်တော် WH ရဲ့ when နဲ့ပို့ပြီးတင့်တော်တယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့အင်စာကို8နာရီမှာ9နာရီမှာအဲ့လိုမျိုးအချိန်တိကျပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ what time နဲ့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် when နဲ့မေးမယ် when does အဲ့ဒါဘာကြောင့် does ကိုယူလဲဆိုတော့ she ဖြစ်လို့နော် simple present မှာကျွန်တော် she ဖြစ်လို့ does ကိုယူတယ် when ကတော့ရှေ့ကိုရောက်အောင်ပါနော်ဘာလို့ဆိုတော့ဒါ WH question ပေါ့နော်အဲ့တော့ when does she do her homework ပြီးတော့ question မှာလာမယ်ပေါ့နော်ဒါကတော့ what to do ဝကြကိုကျွန်တော်ဘာလုပ်တာလဲဆိုတော့ WH question နဲ့မေးခွန်းလုပ်တာပေါ့နော်အမြဲတမ်းကျွန်တော်တို့ when နဲ့ပဲလုပ်ရမယ်လို့မဟုတ်ဘူးเนาะကျွန်တော်တို့ဒီဝကြပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ဒီ WH question ထဲကဘယ် WH word နဲ့ကျွန်တော်လုပ်မလဲเนาะဘယ် WH question နဲ့လုပ်မလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့တခါကျွန်တော်တို့ model auxiliary verb နဲ့မေးခွန်းတွေကိုကျွန်တော်တို့ဘယ်လိုတိဆောက်ပြီးတော့တခါ WH question နဲ့ဘယ်လိုတိဆောက်လဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ဒီမှာကြည့်အောင်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့သူ့ရဲ့ကျွန်တော် structure ပေါ့နော် structure ဆိုတော့ဖွဲ့စည်းပုံပေါ့ဗျာမေးခွန်းတွေကိုကျွန်တော်တို့ဘယ်လိုဖွဲ့စည်းလဲပေါ့နော်ဒါလေးကိုကျွန်တော်မှပေးထားတယ်အဲ့တော့အရင်ဆုံးကတော့ထုံးစံအတိုင်းပဲကျွန်တော်တို့ WH question word လာမယ်ပြီးမှတခါ model auxiliary လာမယ်ပြီး subject လာမယ်ပြီးရင် this main verb ကျွန်တော် this form လာမယ်ပေါ့နော်ဥပမာဒီမှာပေးထားဆိုလို့ရှိရင် he can speak English သူကအင်္ဂလိပ်လိုပြောတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့သူကအင်္ဂလိပ်လိုပြောတတ်လားဆိုပြီးတော့မေးမယ်ဆိုလို့ရှိရင်เนาะ can he ပေါ့ he can နဲ့ can he ဖြစ်သွားတယ်ပေါ့နော်ကျွန်တော်တို့ဒီ can he speak English ဆိုရင်ဒါပြီးပြီတိုးပေမဲ့ကျွန်တော်တို့ကသူကဘယ်ဘာသာစကားကိုပြောတတ်လဲပေါ့နော်အဲ့လိုပြောမေးမယ်ဆိုလို့ရှိရင်တော့ what language can he speak what language ကျွန်တော်ယူလိုက်တာပေါ့နော် language ပတ်တလုံးအပေါ်ပါသွားတယ်เนาะကျွန်တော်တို့ what pronoun မှုစမျိုးပါသွားတာပေါ့နော်နှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကတော့ကျွန်တော်တို့ simple present tense ဝေကြောက်တွေကိုကျွန်တော်တို့အဓိကတော့ဒီ WH question နဲ့မေးခွန်းတွေကိုလုပ်တဲ့အခါမှာဘယ်လိုလုပ်လဲဆိုတာအဓိကပြောပြချင်တာဖြစ်ပါတယ်သို့ပေမဲ့လည်းကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့လာမေးခွန်းလေးတွေပါကျွန်တော်တို့ဒီမှာထည့်ပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီသူ့မှာဆိုလို့ရှိရင် action verb တွေနဲ့ရှိတယ်ကဏ္ဍရှိတယ် verb to be နဲ့ကဏ္ဍရှိတယ် verb to do နဲ့ကဏ္ဍရှိတယ်နောက်ပြီးတစ်ခါကျွန်တော်တို့ဒီ auxiliary verb ပေါ့နော် model auxiliary verb နဲ့ပတ်သက်ပြီးတော့ကဏ္ဍရှိတယ်ပေါ့နော်အဲ့လိုမျိုး1 2 3 4ဒီ၄မျိုးလုံးနဲ့အဲ့လို WH question တွေပြောင်းတဲ့အခါမှာကျွန်တော်တို့ဘယ်လိုမျိုးပြောင်းရတယ်ဆိုတာကိုလေ့လာထားဖို့လိုအပ်ပါတယ်ဗျအဲ့တော့ဒီဗီဒီယိုဆိုလို့ရှိရင်တော့အဲ့လိုကျွန်တော်တို့ဒီအခြေခံပေါ့နော်အခြေခံအင်္ဂလိပ်စာမှာဒီဝက်ကြတွေကိုကျွန်တော်တို့ဒီ WH question ဝက်ကြတွေမပြောင်းတတ်သေးတဲ့သူတွေအတွက်ပဲကြည့်ရပြီးတော့ဒီဗီဒီယိုကတော့လောက်တာဖြစ်ပါတယ်